อันนอกชั้นสวยแล้วแต่เช็ดจีละเนาะมีข้อเล่บาเล่สวยแล้วเราไหมจีเต้าชิ้นได้เชี่ยวไหมอันนอกฟอกแกลมีเล่สุดตัวบอสจ่าเลยดีมอลในนี่มาสุดเนาะโอเคเซเล่สุดเนาะแต่ก่อนเล่สุดออเซเล่เพี้ยนไหมเนาะแต่ก่อนเล่ออเซเล่เพี้ยนไหมบ้ามาเปลี่ยนโลกเสียมรู้เนาะตีก้านี่ท่าบ้ามาเปลี่ยนโลกเสียมรู้มาตีเสียมทู่เสียมรู้โอเคဗျာနောက်ခန်းလေးဆိုရင်လည်းချက်ကြည့်လိုက်နော်ဟိုကြည့်ပြီးလေးโอเคပြီးရင်ဒီမှာဒါစပီယာဝီးလေးကြည့်လိုက်စပီယာဝီးလေးဆိုလုံးဝ share ကြံနေနော်ဒါโอเคဗျာစီးထားအရင်ပိုင်ရင်စီးရတဲ့ပိုင်ရှင်ကစပီယာဝီးတော့တိတ်သုံးပုံမရဘူးထင်တယ်ကြည့်ရတာဖုန်တက်နေကြွားမှာစီးထားဆိုတော့ဖုန်ကတော့တက်မှာပဲလေနော်โอเคဗျာโอเคဒီကောင်အနောက်အပင်ပေါ့တွေပါလေလည်းပါမယ်နော်ဒီနားလေးကောင်လေးသူ့ဟာလေးနဲ့သူတန့်အောင်မယ်နော်ဒီကောင်အပင်ပေါ့လေးပါမယ်โอเคဗျာပြီးရင်အောက်ပိုင်းလေးချက်ပြပေးမယ်နော်အောက်ပိုင်းလေးချက်ပြပေးမယ်မော်ဒန်က2003ဆိုရင်ပဲဒီကောင်အောက်ပိုင်းပါညာလုံးဝအငိမ့်နော်ဒီကောင်အောက်ပိုင်းကလုံးဝအငိမ့်မီခိုးပါညာအကုန်ရှင်းမယ်ဒီကောင်လေးကဟုတ်ပြီမိတ်ဆိုတော့โอเคတစ်ချက်ကျွန်တော်ရှေ့ခန်းလေးချက်လိုက်ပြပေးမယ်နော်โอเคအင်ဂျင်ခန်းလေးကျွန်တော်ချက်လိုက်ပြပေးမယ်ဒီကောင်လေးမော်ဒန်နှိမ့်နေဆိုပေမဲ့ကျွန်တော်တို့ကတော့ကြိုက်တယ်ဗျသူ့ရဲ့ဟိုလဲပုံစံလေး4000ကြလေးနဲ့ပေါ့ဒီကောင်လေးโอเคအင်ဂျင်လေးဆိုရင်လည်းစက်တန်လေးဆိုလည်းငြိမ်းမယ်เนาะဒီကောင်စက်တန်လေးဆိုလည်းငြိမ်းမယ် CEO စိတ်ကင်းမယ်ဟုတ်ပြီလားမိတ်ဆိုတော့ CEO စိတ်ကင်းမယ်အဓိကပေးနိုင်တာကတော့ကျွန်တော်တို့ဘက်က engine gear ပေါက်အောက်ပိုင်းကောင်းမယ်ဒါကတော့ကျွန်တော်တို့အာမခံပေးနိုင်တဲ့အရာပေါ့နော်โอเคလူကြီးမင်းလို့အရှင်ဖျားတို့ကြိုင်းနေတာလို့ဒီကားလေးအကြောင်းမေးချင်တယ်ဆိုရင်ကျွန်တော်ဖုန်းနံပါတ်3996959665ကိုဆက်သွယ်ပြီးမေးမြန်းနိုင်လို့ကားလေးကိုကြည့်ချင်တယ်ဆိုရင်တော့ကျွန်တော်နေတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းနတ်လမျိုးမှာကြည့်လို့ရမယ်နော်ပြီးရင် SUV တိုက်ထဲကလိုချင်တယ် Metal Range ထဲကလည်းလိုချင်တယ်ဈေးလည်းအများကြီးမတုံးချင်ဒီကောင်လေးကိုဝယ်ပါအားပေးပါတယ် recommend ပေးပါတယ်ပြီးရင်ဒီကောင်လေးရောင်းချပေးမဲ့ဈေးလေးက148သိန်းမှာအလျှော့တင်မပါနဲ့ရောင်းချပေးမယ်နော်ဒါကတော့လုံးဝတန်နေပြီဒီကောင်လေးကတော့ဒီဈေးနဲ့ဆိုရင်တော့ okay တိုက်နေတက်လို့ရှိရင်ကျွန်တော်ဆက်တယ်ခဲ့ပါဗျအားလုံးကျေးဇူးတင်ပါတယ်ဗျကျွန်တော်ကိုဆိုင်ပါဗျ